င်လယ်ထဲမှာငမန်းတစ်ကောင်ကူခံနေကြပြီးအဲ့ဒီအထက်ကလန်နီလို့ခေါ်တဲ့ငမန်းကတတ်တက်လွတ်စားတဲ့သူဖြစ်ပါတယ်ဒီအတွက်ကြောင့်အကိုပြစ်သူဖရန်ကီနေကလည်းအမြဲတမ်းရန်ဖြစ်ရလေးရှိပြီးဒီကိစ္စကိုသာသူတို့အဖေတီးသွားလို့ရှိရင်ပြဿနာတက်မှာစိုးတာအကြောင်းမလို့အိမ်ကိုအမြင်ပြန်သွားလိုက်ရပါတယ်မလမကန်းမှာတော့ငါးတွေပစွန်တွေကနန်းတွေကြီးပဲအေးဆေးနေထိုင်ကြတဲ့တောင်ပိုင်းနေမြေလို့ခေါ်တဲ့တန်တာကြောက်တန်းမျိုးတစ်ခုရှိပြီးသူတို့ကိုစားတော့မှငမန်းမရှိတာကြောင့်မလို့လင်းမိုင်းတွေဝေလာငါးတွေကအစအဲ့ဒီမျိုးလေးထဲမှာပျော်ရွှင်သာနေထိုင်ကြပါတယ်ဒါပေမဲ့အဲ့ဒီမျိုးကချမ်းသာတဲ့သူတွေကနေဆင်းရဲတဲ့သူတွေအထိအစင်တန်းခွဲခြားထားတာပဲဖြစ်နေကပတ်စံရှိတဲ့သူတွေဆိုလို့ရှိရင်အပေါ်ပိုင်းကတန်တာကြောက်တန်းတွေမှာနေထိုင်ကြပြီးဆင်းရဲတဲ့သူတွေကတော့ရေနံပိုင်းမှာအလုပ်လုပ်ရတဲ့သူတွေအဖြစ်အစင်စင်ခွဲခြားထားပါတယ်အဲ့ဒီအထဲမှာအော်စကာလို့ခေါ်တဲ့တန်ရှင်းငါးတစ်ကောင်လည်းရှိပြီးသူ့ရဲ့အိမ်မက်ကတော့ဒီနေ့ကြလို့ရှိရင်တန်တာကြောက်တန်းရဲ့အပေါ်ပိုင်းမှာနေထိုင်ရဖို့ဖြစ်ပါတယ်အဲ့လိုပေမဲ့လောလောဆယ်မှာတော့သူကဆင်းရဲတဲ့သူတယောက်ဖြစ်တာကြောင့်မို့လို့တခြားခီးသွွားဧည့်သည်တွေနဲ့မြို့တွေကအကောင်ကြီးတော်တွေအကုန်လုံးကိုတန်ရှင်းလုပ်ပေးရတဲ့နေရာတစ်ခုမှာလှုပ်လှုပ်နေရပြီးအန်ဂျီလို့ခေါ်တဲ့တငယ်ချင်းငါးမလေးကတော့ကောင်တိုင်မှာစင်းငိုင်အဖြစ်နဲ့အလုပ်တူလုပ်ကြပါတယ်ငယ်တငယ်ချင်းတွေဖြစ်ကြပြီးအော်စကာကိုလည်းအန်ဂျီကတစ်ဖက်သက်ကြိုက်နေတာဖြစ်ပေမဲ့အဲ့ဒါကိုတော့အော်စကာကိုယ်တိုင်ကမသိဘူးဖြစ်ပါတယ်တစ်ဖက်မှာတော့အစာကွင်းဆက်ရဲ့ထိတ်ဆုံးမှာရက်တည်နေတဲ့ငမန်းပြုတ်ခိုင်တစ်ခုရှိပြီးအဲ့ဒီခိုင်ကိုဦးဆောင်တဲ့သူကဒုံလို့ခေါ်တဲ့ငမန်းတစ်ကောင်ဖြစ်ပါတယ်ဆိုင်လို့ခေါ်တဲ့ပပဖေးတစ်ကောင်ကလည်းသူ့စီကနေပြီးတော့မှပတ်သက်နေအများကြီးချီးထားပြီးပြန်မဆက်နိုင်ဘူးဆိုပြီးလုံနေတာကြောင့်တပတ်အချိန်ပေးနေကအဲ့ဒီအချိန်ဒီမှာပြန်မဆက်နိုင်ရင်စားပြစ်မယ်ဆိုပြီးတော့ချိန်ချောင်းနေတော့သူ့ရဲ့သားနှကောင်ကအထဲကိုဝင်ချလာပြီးအဲ့ဒါကလန်နီနဲ့ဖရန်ကီတို့ပဲဖြစ်နေပါတယ်အော်စကာကလည်းသူ့ရဲ့နေစဉ်အလုပ်တိုင်းရေချိုးခန်းမှာဝေလာငါးရဲ့ပါဇက်ကိုတန်ရှင်းရေးလုပ်ပေးနေရပြီးအဲ့ဒီအချိန်ဂျယ်လီဖစ်နှကောင်ရောက်လာကတနေရာကိုခေါ်ချသွားတာကိုခံလိုက်ရပြီးအဲ့ဒါကလည်းစိုက်ရဲ့ရုံငန်းဖြစ်နေပါတယ်အမှန်တော့ဒုံလို့ခေါ်တဲ့ငမန်းစီကနေစိုက်ကပတ်စံချီပြီးတော့အလုပ်လုပ်နေတာပဲဖြစ်ပြီးအခုစိုက်စီကနေပြီးတော့မှအော်စကာကပတ်စံ9000ချီထားလို့ပြန်လာတောင်းနေတာဖြစ်ပါတယ်9000ဆိုတဲ့ပတ်စံပမာဏကများတာကြောင့်မို့လို့ပြန်မဆက်နိုင်သေးဘူးဖြစ်နေကအဲ့ဒါကိုလည်းဝေးလက်ကြောင်ပဲလုပ်ပြီးတော့ထွက်ပြေးဖို့လုပ်နေတော့စိတ်တို့သွားတဲ့စိုက်ကအော်စကာတို့တန်ရှင်းငါးတွေကအစာကွင်းဆက်ရဲ့အောက်ဆုံးမှာရှိနေတဲ့သူတွေဖြစ်တဲ့အကြောင်းဒီနေရာမှာတည်သွားမယ်ဆိုလို့ရှိရင်လည်းဘယ်သူမှတီးလိုက်မှာမဟုတ်တဲ့အကြောင်းကိုပြောကချင်းချောက်လိုက်ရင်နောက်နေ့မနေ့ကိုလျှောက်တာနဲ့သူ့ပတ်စံတွေကိုပြန်ပေးဖို့အတွက်ပြောလိုက်ပြီးထိုးချိတ်ကပြန်လုပ်လိုက်ပါတယ်ညဘက်ကိုကြောက်သွားတော့ဒီเจ้าရတွေကိုလည်းတငယ်ချင်းဖြစ်တဲ့အန်ဂျီကတီးသွားပြီးသူ့ဘဝအတွက်အခက်အခဲတွေများလို့နာကြောက်မှုလို့အလွယ်ရမဲ့ပတ်စံကိုချီးပြီးတော့ဖြည့်ရှင်းလိုက်တာဖြစ်ပေမဲ့အခုတော့တညာတဲ့နဲ့ပတ်စံ9000ကိုဘယ်မှာသွားချရတော့မှလဲဆိုပြီးတော့အကြောင်းတွေကိုအော်စကာကရှင်းပြလိုက်ပါတယ်။တချိန်ကသူ့ရဲ့အဖေကဒီမျိုးမှာအကြောကြားဆုံးတန်ရှင်းသမားကြီးဖြစ်ခဲ့တာပဲဖြစ်ကသူကတော့အမြဲတမ်းအဖေကိုကြည့်ပြီးတော့အားချခဲ့ရတာဖြစ်ပေမဲ့တခြားသူတွေကတော့ရှိစရာအဖြစ်နဲ့အမြဲတမ်းလောင်ပြောင်နေကြတာမလို့အဲ့ဒီအတွက်သူကလူချမ်းသာတယောက်ဖြစ်ဖို့အတွက်အိမ်မက်ရှိနေရတာဖြစ်ပါတယ်။ဒါကိုကြားလိုက်ရတော့တစ်ဖက်သက်ချင်းနေရတဲ့အန်ဂျီကလည်းအော်စကာအဆင်ပြေသွားအောင်ဆိုပြီးသူ့ဖွားအမွေပေးထားခဲ့တဲ့ပလေလုံးလေးကိုလည်းတွားယူပေးလိုက်ပြီးအိမ်မက်တွေကြီးမားတာကိုသိပေမဲ့ဒီပလေလုံးလေးလိုတဲတဝင်းဖြစ်တဲ့အသိငယ်တဲ့အရာကနေစတင်ဖို့အတွက်လိုအပ်တာဖြစ်တဲ့အကြောင်းကိုပြောပေးလိုက်ကလောလောဆယ်တော့စိုက်တို့ရဲ့ပတ်စံကိုပြန်ပေးနိုင်အောင်ကူညီပေးလိုက်ပါတယ်။စားတော့ဆိုင်တစ်ခုမှာတော့တွန်းကတားနှစ်ယောက်ကိုသူ့ရဲ့နေရာမှာဆက်ခံတဲ့သူတွေအဖြစ်ရှိနေခြင်းတဲ့အကြောင်းကိုပြောနေပေမဲ့အသားမစားတဲ့လန်နီကိုကြီးကအားမလို့အားများဖြစ်နေပါတယ်။အကိုဖြစ်သူဖရန်ကီကတော့တက်ရဲဖြစ်ရတဲ့ငမန်းတစ်ကောင်ဖြစ်ပေမဲ့လန်နီကတော့အမြဲတမ်းလို့စိတ်ပြောတဲ့သူတယောက်ပုံစံပေါက်နေတာကြောင့်မို့လို့အနားမှာရှိတဲ့ပစုံဟင်းမွဲတစ်ခုတွေကပစုံတွေကိုစားခိုင်းကြည့်လိုက်ပေမဲ့ဝိတ်ချနေတယ်ဆိုပြီးပြောကအသက်ရှိနေတဲ့ပစုံမိသားစုကိုလည်းလွတ်ပေးလိုက်ပါတယ်။ဒါကြောင့်ဒုံကလည်းဒေါသထွက်သွားပြီးအကိုဖြစ်သူဖရန်ကီနဲ့အတူတူကြောက်တန်းရဲ့ဘက်ကိုလွတ်လိုက်ကအဲ့ဒီမှာတစုံတယောက်ကိုတက်ဖြတ်စားတော့ပြီးမှအိမ်ကိုပြန်လာဖို့နဲ့တားရဲတဲ့ကောင်ဘယ်လိုဖြစ်ရမလဲဆိုတာကိုအသေးချာသင်ယူခဲ့ဖို့အတွက်ပြောကထွက်သွားပါတယ်။အန်ဂျီရဲ့ကျေးဇူးနဲ့အော်စကာကလည်းပလဲကိုရှောင်းလိုက်ကပတ်စံ9000ကိုယူလာပြီးစိုက်ရှိတဲ့နေရာကိုလာနေပေမဲ့လန်ဒဝါမှာမြေလောင်ပွဲတစ်ခုနဲ့ဝင်လို့သွားပြီးတချို့တွေကအနိုင်ရမဲ့ရင်မြင့်ရဲ့အကြောင်းကိုကြိုပြောနေပြီးရှင်းသမျှပတ်စံတွေကိုလောင်းနိုင်မယ်ဆိုလို့ရှိရင်တတိဖြစ်ပြီဆိုပြီးပြောနေတဲ့အတန်တွေကိုကြားလိုက်ရပါတယ်။ဒီတော့ကြောင့်ငကူကလေးကမှတတိဖြစ်ချင်နေတဲ့အော်စကာကလည်းစိတ်မထိန်နိုင်တော့ပဲအကျိုးပေးရမယ့်ပတ်စံတွေအကုန်လုံးကိုမြင်းမွဲမှာလောင်းချပြလိုက်ပါတယ်။ဖြစ်ချင်တော့အဲ့လိုလောင်းတဲ့သူတွေအထက်မှာအော်စကာတယောက်တည်းကပဲအများဆုံး9000လောင်းတာဖြစ်တဲ့အကြောင်းမို့လို့အဲ့ဒါကိုလည်းလိုလာလို့ခေါ်တဲ့ပိုင်းလုံး9000ကတတိထားမိသွားပြီးတော့စချင်းကတ်လာပါတယ်။လိုလာကအရန်လာတာကြောင့်မို့လို့အော်စကာကိုယ်တိုင်ကလည်းမျောပါသွားကဖော်ရှော့လုပ်ဖို့အတွက်ပြင်လိုက်ပေမဲ့လန်ဒဝါကိုရောက်တာနဲ့စိုက်တိုးနဲ့ဝင်တိုးသွားတော့အကျွေးပေးရမယ့်ပတ်စံတွေဆိုတာပေါ်သွားတဲ့အခါဝင်လုံးဖို့အတွက်ချောင်းနေတဲ့လိုလာကလည်းလက်ထွက်သွားပါတယ်။ပိုဆိုးတာကသူရမယ့်ပတ်စံတွေနဲ့မြင်းမွဲလောင်းလိုက်တာဖြစ်လို့လောင်းထားတဲ့မြင်းအနိုင်ရဖို့ပဲဖျားတာကဆူတောင်းနေဖို့အတွက်မှားလိုက်ရင်မထူးတော့တာနဲ့နှစ်ကောင်သားအတူတူကွင်းထဲကိုဝင်ပြီးတော့သွားကြည့်လိုက်ပါတယ်။အဲ့တော့ပွဲစားတာနဲ့သူတို့လောင်းထားတဲ့မြင်းကအတကုံပြေးနေပြီးတယောက်ချင်းစီကိုလည်းကြောတက်နေတဲ့အတွက်လုံးဝအနိုင်မဲဆိုပြီးတော့တွားလိုက်ကဘေးနားမှာတူတူပါလာတဲ့စိုက်ကပါပြောသွားပြီးမြင်ဖြစ်ချင်တော့ပန်းဝင်ကန်ဒီမှာကိုအမီနဲ့ကိုပြန်ရမိပြီးချော်လဲသွားတာကြောင့်မို့လို့အနိုင်ကနေအရှုံးဖြစ်သွားပါတယ်။ဒါကြောင့်စိတ်တို့သွားတဲ့စိုက်ကလည်းအော်စကာကိုတက်ပြဖို့အတွက်လုပ်လိုက်ပြီးကြောက်တန်းရဲ့အောက်မှာကြောက်ခဲကိုကျိုးဆွဲပြီးရေအောက်နှစ်စုံမှာပြစ်ထားလိုက်ဖို့အတွက်သူ့ရဲ့တစ်ဖက်ဂျယ်လီဖစ်နှကောင်ကိုခိုင်းသွားပါတယ်။အဲ့ဒါကိုလည်းဂျယ်လီဖစ်နှကောင်ကလိုက်လုပ်ပေးလိုက်ကဘယ်လိုပုံစံနဲ့တေးမလဲဆိုပြီးတော့စောင့်ကြည့်ဖို့အတွက်ပြင်နေကြတဲ့အချိန်တစ်ဖက်ကနေသူတို့ရှိတဲ့နေရာကိုဖရန်ကီနဲ့လန်နီကရောက်လာပြီးအစမ်းပြစ်မဲ့အနေနဲ့ကြိုးချိခံထားရတဲ့အော်စကာကိုသွားစားဖို့အတွက်ဖရန်ကီကခိုင်းလိုက်ပါတယ်။သူတို့စီကိုလာနေတဲ့လန်နီကိုမြင်လိုက်ရတဲ့အခါဂျယ်လီဖစ်နှကောင်ကလည်းဝေးဆုံးကိုထွက်ပြေးသွားကြတော့အော်စကာကိုယ်တိုင်ကလည်းသူ့ကိုမစားဖို့အတွက်အော်ဟစ်ပြီးတော့တောင်းပန်နေရပါတယ်။လန်နီကလည်းသူ့ရဲ့အကိုစိတ်ကြည်နေအောင်မဲ့လက်သားမှဖြစ်တဲ့အကြောင်းကိုရှင်းပြလိုက်ပြီးသူ့ရဲ့အမိနဲ့ရှေကိုနောက်အောင်လှုပ်ပြနေတဲ့အချိန်ထွက်ပြေးဖို့အတွက်ပြောလိုက်ပြီးမြဲသဘောမပေါက်တဲ့အော်စကာကကျိုးတန်းလန်းနဲ့ရဲကြည့်နေတာကြောင့်မို့လို့သူ့ကိုလဲစားဖို့အတွက်လုံနေတာကိုလည်းဖရန်ကီကတီးသွားပြီးစိတ်တို့လိုသူ့ကိုယ်တိုင်စားပြဖို့အတွက်လုပ်လိုက်ပါတယ်
အဲ့ဒီအခါမှာတကယ်စားမဲ့သူနဲ့တွေ့လို့အော်စကာကိုတိုင်ကလည်းတကယ်ထွက်ပြေးလိုက်ရပြီးကြောက်တန်းလေးရဲ့ချာဟိုပြေးတီပြေးလှုပ်လိုက်တော့တနေရာကိုအရောက်မှာကြောက်စုကျိုးတစ်ခုကဖရန်ကီရဲ့ဘော်ကိုပြုတ်ကျလာလို့ကံမကောင်းစွာနဲ့ပဲနားကားသွားပါတယ်သူ့ချိန်မှာပဲအကိုတေဆုံးသွားတာကြောင့်မို့လို့ယူကျုံမြဖြစ်သွားတဲ့လန်နီကလည်းအင်ကိုပြင်းရင်တောင်အဖေကိုရှင်မဆိုင်ရဲတော့တာကြောင့်မို့လို့အဝေးကိုထွက်ပြေးသွားလိုက်ပေမဲ့တကောင်နဲ့ကျန်နေခဲ့တဲ့အော်စကာတီကိုပြန်ရောက်လာတဲ့ဂျယ်လီဖစ်နှကောင်ကလည်းဖရန်ကီနဲ့အတူတူတွေ့သွားတာကြောင့်မို့လို့ငမန်းနှကောင်ကိုတတ်လိုက်တဲ့သူဆိုပြီးတော့လည်းထင်သွားကြပါတယ်သူ့ကိုအထင်ကြီးပြီးငမန်းကိုဘလို့တက်လိုက်တာလဲဆိုပြီးလာမင်းနေတော့အရင်ကတည်းကဖော့ရှော့လုပ်တဲ့အော်စကာကိုတိုင်ကလည်းဂျယ်လီဖစ်တွေကိုကြောက်သားစေဖို့အတွက်ဇလန်တပုတ်ကိုဖန်တီးပြီးတော့ပြပြလိုက်ပြီးမယ်အဲ့ဒါကိုမျိုးတွေကသူတွေကပါတီးသွားတဲ့အပြင်တကယ်ကြီးထင်သွားကြတာကြောင့်မို့လို့နေချင်းညချင်းနဲ့ပဲငမန်းတက်သူအဖြစ်နာမည်အရန်ကြီးသွားပါတယ်ဒါကိုအကျွေးချင်းဖြစ်တဲ့ site ကပါတီးသွားပြီးငကိုချပေးယူလို့လိုက်ကအကျွေးတွေအကုန်လုံးကိုလည်းရှော့ပေးလိုက်ပြီးသူ့ကိုတော့အော်စကာရဲ့မန်နေဂျာတယောက်အဖြစ်အများကြီးမှခံရပေးလိုက်ပါတယ်ဒီတော့ကြောင့်ငမန်းတက်သူအဖြစ်အော်စကာကိုတိုင်ကလည်းတောင်ပိုင်းနယ်မြေတစ်ခုလုံးမှာနာမည်အရန်ကြီးသွားပြီးမြို့ကိုကာကွယ်မဲ့သူအဖြစ်တင်ပေါ်လာတာကြောင့်မို့လို့သူလိုချင်တဲ့အောင်မြင်မှုတွေနဲ့ချမ်းသာမှုတွေကိုလည်းအချိန်ခဏလေးအတွင်းမှာပဲပိုင်ဆိုင်သွားပါတယ်ငမန်းနေစီမှာတော့တေဆုံးသွားတဲ့ဖရန်ကီကိုလည်းအဖေဖြစ်သူဒွန်ကိုတိုင်ကပါအတူပါလှုပ်ပေးနေပြီးငယ်ကောင်ဖြစ်တဲ့လန်နီကပါပျောက်ဆုံးနေတာကြောင့်မို့လို့သူပါတွေလုံးမိခဲ့တာလဲဆိုပြီးနောက်နားရနေတဲ့အချိန်အတူပါကိုလာတဲ့ငမန်းတစ်ကောင်ကတောင်ပိုင်းနယ်မြေမှာငမန်းတက်သူတယောက်ပေါ်လာတာကြောင့်မို့လို့ဖရန်ကီတေဆုံးရတာကအဲ့ဒီငမန်းတက်သူကြောင့်ဖြစ်နိုင်တဲ့အကြောင်းကိုလာပြောပေးနေပါတယ်တောင်ပိုင်းနယ်မြေဆိုတာကသူစီကနေပတ်စံချေးထားတဲ့စိုက်ရှိတဲ့နေရာဖြစ်တာကြောင့်မို့လို့ညကိုရောက်တာနဲ့ဖုံးဆက်ကငမန်းတက်သူနဲ့ပတ်သက်တဲ့အကြောင်းတွေကိုစုံစမ်းပြီးကလစားချစ်ဖို့အတွက်တုံးကားဆုံးဖြတ်လိုက်ပါတယ်ပတ်သက်နေအများကြီးရလာတဲ့အော်စကာကတော့အပေါ်ပိုင်းမှာတိုက်ခန်းမိုက်စားကြီးတွေကိုဝဲပြီးညဘက်မှာပါတီဘဲတွေကိုကျင်းပပေးလိုက်တော့အဲ့ဒီကိုအန်ဂျီကလည်းရောက်လာကလက်ဆောင်နဲ့ဂုဏ်ပြုပေးလိုက်ပါတယ်သူအောင်မြင်လာပြီဖြစ်လို့အဲ့ဒီအခါမှာနှစ်ယောက်တည်းစကားပြောဖို့တက်လောက်လိုက်တဲ့အခါသူ့ကိုချေခွင့်မှန်လို့မယ်လို့အန်ဂျီကထင်သွားပေမဲ့တကယ်တမ်းကျတော့သူချေးထားတဲ့ပလဲလုံးအစားဆွဲကြိုးတစ်ခုပြန်လာပေးတာဖြစ်နေပါတယ်အဲ့ဒီအချိန်လိုလာကလည်းပြန်အောင်လာပြီးနောက်တစ်ခါချင်းကပ်ပြန်တော့ဒါကိုမသိတဲ့အော်စကာကလည်းအနောက်ကနေပြီးတော့မှကောက်ကောက်ပအောင်လိုက်ချသွားပါတယ်ဒါပေမဲ့ခဏနေတော့သူတို့ရဲ့မျိုးနာတစ်ဝိုင်းမှာငမန်းတွေတွေ့ရတဲ့ဆိုပြီးတော့သတင်းတွေထားထွက်လာတာကြောင့်မို့လို့အကုန်လုံးကလည်းထွက်ပြေးဖို့တက်လုံနေတဲ့အပြင်ငမန်းတက်သူအဖြစ်နာမည်ကြီးနေတဲ့သူ့ကိုပါလာပြီးစိုက်ကြည့်နေကြတာကြောင့်မို့လို့အဖြစ်မှန်နေပေါ်မသွားအောင်အဲ့ဒီကိစ္စကိုသူသွားရှင်းပေးမယ်ဆိုပြီးဟန်ဆောင်ကထွက်ချလာလိုက်ရပါတယ်ဒုံရဲ့ခိုင်းသိမှုကြောင့်မို့လို့ငမန်းတချို့ကလည်းမျိုးရဲ့နာတစ်ဝိုင်းမှာလန်နီကိုလာရှာနေတာဖြစ်ပေမဲ့တကယ်တမ်းကျတော့ငမန်းတွေကိုယ်တိုင်ကလည်းအော်စကာကိုကြောက်နေကြတဲ့သူတွေဖြစ်ပါတယ်ငမန်းလာမောင်နဲ့အော်စကာကိုတိုင်ကလည်းငမန်းကြောက်တဲ့သူဖြစ်နေပြန်တာကြောင့်မို့လို့အေးဆေးဖြစ်သွားတဲ့အထိအနာကဂျုံကိုထဲမှာပုံပြီးတော့စောင့်နေတဲ့အချိန်သူ့လိုပဲတခြားငမန်းတွေတွေ့သွားမှဆိုလို့လာပုံးနေတဲ့လန်နီနဲ့ဝင်တိုးသွားပါတယ်အချင်းချင်းကလည်းပြန်ပြီးတော့မှတ်မိနေတာကြောင့်မို့လို့မိတ်ဆက်လိုက်ကြတဲ့အခါနာမည်တွေတည်သွားကြပေမဲ့အကိုပြည့်သူရဲ့တေဆုံးမှုကိုအဖေကိုဘလို့ရှင်းပြရမလဲဆိုတာကိုမသိတာကြောင့်မို့လို့လန်နီကငိုနေတော့အာတင်းပြီးတော့အင်ကိုပြန်လိုက်ဖို့အတွက်အော်စကာကတော့ပြန်ပြီးတော့ဖြောင်းပြပေးလိုက်ရပါတယ်ဒါပေမဲ့အိမ်မပြန်ရတဲ့လန်နီကအော်စကာရဲ့အနောက်ကိုလိုက်ဖို့အတွက်လုပ်နေတာကြောင့်မို့လို့သူကငမန်းတက်သူဖြစ်တဲ့အကြောင်းကိုဖော်ချလုပ်လိုက်ကနေထုတ်လိုက်ပြီးမြင်သူ့ရဲ့ကိုဖရန်ကီတေဆုံးသွားတာနဲ့ပတ်သက်ပြီးအော်စကာကနာမည်ကောင်းဝင်ယူနေမှန်းသိလိုက်ရတာကြောင့်မို့လို့သူ့ကိုခေါ်မသွားဘူးဆိုလို့ရှိရင်အမတ်တရားကိုအားလုံးသိအောင်ပြောပြလိုက်မယ်ဆိုပြီးတော့ချင်းချောက်လိုက်တာကြောင့်အလိန်ပေါ်မသွားခြင်းနဲ့အော်စကာလည်းရွေးချယ်ချက်မရှိတော့ပဲသူ့အိမ်နာကကိုတောင်တစ်ခုရဲ့အထက်ကိုခေါ်သွားပေးလိုက်ရပါတယ်မြို့ထဲကရဲတွေကိုလည်းပဲရှောင်သွားလိုက်ရပြီးနောက်ဆုံးမှတော့ကိုတောင်ကိုဘေးကင်းစွာနဲ့ရောက်သွားတယ်ဆိုပေမဲ့အဲ့ဒီမှာနှစ်ယောက်သားစကားပြောပြလိုက်ကြတဲ့အခါလန်နီကတက်တက်လို့စားတဲ့ငမန်းတစ်ကောင်ဖြစ်တာရဲ့သူ့ဖေကဒွန်လို့ခေါ်တဲ့ဂိုင်းကောင်းဆောင်တယောက်ဖြစ်တဲ့အကြောင်းကိုသိလိုက်ရပြီးတားဖြစ်သူဖရန်ကီကိုတက်သွားတဲ့သူကိုလည်းအခုချိန်လောက်ဆိုလို့ရှိရင်အသေးရအရှင်ရလိုက်ပြီးတော့ရှာနေပြီဆိုတာကိုလည်းသိသွားပါတယ်ဒါကြောင့်စိုက်ကိုသွားပြီးတော့အကူကြီးတောင်းဖို့လုပ်လိုက်ပြီးမြဲစိုက်ကိုတိုင်ကပါအကျွေးချင်ဖြစ်တဲ့တွန်းကိုသူ့ရဲ့အားကိုနဲ့ပြန်အော်နေပြီဖြစ်ပြီးဖုန်းကောတစ်ခုထဲကနေတဆင့်တွန်းကလည်းအော်စကာနေတဲ့နေရာကိုတီးလိုက်ရပြီဖြစ်လို့မကြခင်သူ့လူတွေကိုလွတ်လိုက်မယ်ဆိုပြီးပြောသွားတဲ့အကြောင်းသူ့ကတော့အဆုံးသတ်ပြီဆိုတာကိုသိလိုက်ရပါတယ်အဲ့နောက်တော့လူလာကရောက်လာပြီးတော့တစုံတစ်ခုကိုပူပန်နေတာလားဆိုပြီးလာမေးတာကြောင့်မို့လို့အလိမ်မပေါ်ခြင်းနဲ့အော်စကာကလည်းဒီကိစ္စကိုဖြေရှင်းနိုင်မယ်နီလန်ရှိအောင်မှာပါဆိုပြီးပြောမိလိုက်တော့အချက်တစ်ခုကျသွားပါတယ်။ဒါကြောင့်ကိုတော်နဲ့ကိုပြန်သွားကလန်နီကိုအကူကြီးတောင်းမှုအတွက်ပြင်လိုက်ပေမဲ့အန်ဂျီကပါလန်နီရှိနေတာကိုရှာတွေ့သွားပြီးဖြစ်နေတာကြောင့်မို့လို့လိန်လုံးမရတော့ဘဲနဲ့အဖြစ်မှန်တဲ့အကုန်လုံးကိုရှင်းပြပေးလိုက်ရပါတယ်။ဒီထက်ပိုပြီးတော့ကိစ္စတွေချုပ်ထွေးမတော့အောင်အမတ်တရားကိုချပြလိုက်ဖို့အတွက်အန်ဂျီကပြောပေးလိုက်ပေမဲ့အခုမှအောင်မြင်မှုရဲ့အရသာကိုခံစားရတာဖြစ်တာကြောင့်မို့လို့နောက်ထပ်နီလန်တစ်ခုကိုစဉ်းစားဖို့အတွက်လုပ်လိုက်ကြပြီးအဲ့ဒါကဒုံလုံးရောက်လာတဲ့အချိန်လန်နီကိုသူကဟန်ဆောင်တက်ပြပြီးတော့အကုန်လုံးကို6လန်ကမောင်းထုတ်ပြမဲ့အစီအစဉ်ဖြစ်နေပါတယ်။တခြားပြန်စဉ်းစားကြည့်တော့လေလန်နီကိုတိုင်းကငမန်းနေရဲ့ကြားကနေပြက်ကွက်သွားဖို့အတွက်လှုပ်ချင်နေတဲ့သူတယောက်ဖြစ်တာကြောင့်မို့လို့သူတည်သွားတဲ့ဆိုပြီးအားလုံးထင်သွားအောင်လုပ်နိုင်လို့ရှိရင်နှစ်ဖက်စလုံးအတွက်အကျိုးရှိတာကြောင့်အော်စကာပြောတာကိုလည်းလုပ်ဖို့အတွက်သဘောတူပေးလိုက်ပါတယ်။ဒီလိုနဲ့ဒုံလုံးရောက်လာမယ့်အချိန်ကိုခံမှန်းလိုက်ကမြို့ထဲမှာပဲလန်နီတဲ့အယောင်ဆောင်တိုက်ပွဲတစ်ခုကိုလုပ်ပြလိုက်တဲ့အခါအားလုံးကလည်းတကယ်မှတ်ပြီးတော့ကြောက်လန့်သွားတော့အော်စကာကပဲသူရဲ့ကောင်တယောက်အဖြစ်ဝင်ပြီးတော့တိုးဆောင်ပေးလိုက်ပါတယ်။တိုးဆောင်မှုတွေကိုတခြားသူတွေအကုန်လုံးကလည်းတကယ်ထင်သွားကြတာကြောင့်မို့လို့ဝိုင်းပြီးတော့အားပေးနေကြပြီးမြဲအားလုံးကိုတီးပြီးသားဖြစ်တဲ့အန်ဂျီကတော့စိတ်မတန်မှုဖြစ်နေပါတယ်။အဲ့နောက်မှာတော့ဒွန်ရဲဖွဲ့သားတွေကလည်းရောက်လာတဲ့အခါကျိုးတင်လေးကျင်ထားသလိုပဲလန်နီကိုကိုင်ပေါက်ပြလိုက်ပြီးရေအောင်နှံဆုံးတီးပြချလိုက်တဲ့ပုံကိုဟန်ဆောင်ပြလိုက်တော့တစ်ဖက်ကလည်းတကယ်ထင်သွားတဲ့အကြောင်းကိုလှည့်ပြန်သွားကြပြီးဒီတော့နဲ့အော်စကာကလည်းနာမည်ပိုကြီးသွားတာမလို့လိုလာကလည်းခွင်ကောင်းယူကအနှံပေးလိုက်ပါတယ်။သူရဲ့ကောင်းအတွက်လက်တွဲပေါ်လာပြီးဆိုပြီးခေါင်းကြီးပန်းတင်းနဲ့ပါလာတာကြောင့်မလို့ဒါကိုမြင်သွားတဲ့အန်ဂျီကလည်းစိတ်တိုးနေပေမဲ့အော်စကာကတော့လူတိုင်းကိုလှည့်စားလိုက်နိုင်တဲ့အတွက်လိန်ညာတွေဓာတ်မှပြောနေပါတယ်။အဲ့ဒီခါမှာအန်ဂျီကလည်းတစ်ဖက်သက်ကြိုက်နေတာကိုဝန်ခံလိုက်ပြီးတစ်ချိန်ကသူချိတ်ခဲ့ရတဲ့အော်စကာကပေါ့ပြက်တော့နိုင်ပေမဲ့လူလိန်တယောက်တော့မဟုတ်တဲ့အကြောင်းကိုပြောလိုက်ရင်လိုလာဆိုတာကလည်းနာမည်ကြီးပြီးတော့ပတ်စံရှိတဲ့သူတွေကိုပဲချင်းကက်တဲ့9တောင်ဖြစ်တဲ့အကြောင်းကိုပြောကအဝေးကိုထွက်သွားပါတယ်။အန်ဂျီကသူ့ကိုသဘောကျနေတာကိုသိလိုက်ရပြီးမြို့ထဲကိုသွားကြည့်တော့လေကြောညာပေါင်းစုံမှာပြုံနေတဲ့သူ့ရဲ့မျက်နှာကိုတွေ့လိုက်ရပြီးမြဲတကယ်တမ်းကျတော့လည်းမပြောနိုင်ဘူးဖြစ်နေပါတယ်။
ဒါကိုလိုလာကလည်းတွေးလိုက်ရတော့အချိုးချောင်းသွားပြီးတော့မေးဖို့တက်လုပ်လိုက်တဲ့အခါရင်ထဲကခန်းစားချက်မှန်တွေကိုနားလည်သွားတဲ့အော်စကာကလမ်းခွဲဖို့အတွက်ပြောလိုက်တာကြောင့်မို့လို့စိတ်တို့သွားတဲ့လိုလာစီမှာအထူထောင်ခံလိုက်ရပါတယ်။နောက်နေ့ကိုရောက်တော့အန်ဂျီကြိုက်တဲ့လက်ဆောင်ပစ္စည်းလေးတွေကိုပြင်ဆင်လိုက်ကသူ့ရင်ထဲကခန်းစားချက်အမှန်တွေကိုပြောဖို့အတွက်ပြင်လိုက်ပြီးမယ်။ဆိုင်ကိုရောက်သွားတော့ကောင်တာမှာထိုင်နေတဲ့သူကစိုက်ပြနေတာကိုတွေးလိုက်ရပြီးခဏကြာတော့ဖုန်းတကောဝင်လာပါတယ်။အဲ့ဒါကဒွန်ရဲ့တစ်ဖက်ရေပွဲစီကနေပဲဖြစ်ပြီးသူသားတွေကိုတက်လိုက်လို့ဒွန်ကတအားတင်းနေတာပဲဖြစ်နေကအခုသူတို့နေမြေတဲ့ကိုအော်စကာလာခဲ့ဖို့နဲ့မလာလို့ရှိရင်ဖမ်းထားတဲ့အန်ဂျီကိုတက်ပြစ်မယ်ဆိုပြီးတော့ချိန်ချောက်သွားပါတယ်။အဲ့ဒီအခါမှာစိုက်ကလည်းအော်စကာတင်ခဲ့တာကိုတီးလိုက်ရတဲ့အပြင်အနားမှာရှိနေတဲ့လင်းမိုင်ကအယောင်ဆောင်ထားတဲ့ငမန်းလန်နီဖြစ်နေတာကိုတီးလိုက်ရတော့တစ်ချိန်လုံးကဒုံးကိုအော်ပြောခဲ့တာတွေကြောင့်မို့လို့သူတို့ငါးပါးမောက်ပြီးလို့ထင်သားပါတယ်။ဒါပေမဲ့သူကငမန်းတက်သူမဟုတ်ဘူးဆိုတာကိုငမန်းနေတကောင်မှမသိသေးတဲ့ကြောင့်မို့လို့သူတော်တဲ့အရာကိုထပ်လုပ်ဖို့အတွက်ပြင်လိုက်ပြီးအဲ့ဒါကဒွန်ရဲ့အိမ်ထီကိုတော့ကဖော်ချုပ်လုံးမှာပဲဖြစ်နေပါတယ်။ဟိနဲ့ဟန်နဲ့အန်ဂျီကိုသွားခဲ့ဖို့အတွက်ပြင်လိုက်တော့စပွဲမှာတူတူထိုင်နေတဲ့တခြားငမန်းတွေကတကယ်မှတ်ပြီးတော့ကြောက်လန့်နေပေမဲ့သားတွေအတွက်ပေးဆက်ခိုင်းမဲ့ဒွန်တကောင်ကပဲတည်ငြိမ်နေပါတယ်။အမှန်တော့အော်စကာကိုနိုင်လို့ရမယ့်နီလန်ကိုလည်းလူလာကပြောပေးထားတာပဲဖြစ်ပြီးအဲ့ဒါကသဘောကျရတဲ့အန်ဂျီကိုဖန်ထားတာပဲဖြစ်တာမလို့ဒွန်ကလည်းအန်ဂျီကိုဖန်ထားတာပဲဖြစ်နေကသူသားဖရန်ကီကိုလုပ်ခဲ့တာတွေအကုန်လုံးတော့ပေးဆက်ခိုင်းဖို့အတွက်ပြင်လိုက်တဲ့အချိန်ဒွန်ကပါအမှန်တရားကိုမသိသေးဘူးဆိုတာကိုလည်းအော်စကာကနားလည်သွားတာကြောင့်မို့လို့အယောင်ဆောင်ပြီးခေါ်လာတဲ့လန်နီကိုလည်းအန်ဂျီကိုသွားခဲ့ခိုင်းလိုက်ပြီးသူကတော့လူများရဲ့အချိန်မှာအုံငေါချင်အောင်ဆောင်လိုက်ပါတယ်ဒါပေမဲ့ခဏလေးအတွင်းမှာပဲပါလာတဲ့လန်နီကပြုတ်ဝင်လာတာကြောင့်မို့လို့အလုံးရဲ့အချိန်မှာအလိန်နေပေါ်သွားပြီးပိုဆိုးတာကသူသားငယ်ကောင်းကိုပါလင်းမိုက်ဘွားကိုပြောင်းပြလိုက်တယ်ဆိုပြီးဒွန်ကထင်သွားတာဖြစ်ပါတယ်ဒါကြောင့်စိတ်ထင်းလို့များတဲ့ဒွန်ကလည်းအော်စကာကိုလိုက်ပြီးတိုက်ခိုက်လိုက်တော့အနာကလန်နီတို့ကလည်းထွက်ပြေးလို့ရအောင်ကူညီပေးလိုက်ပြီးမြဲဘလောက်ပဲပြေးပါစေစတိုက်လိုက်နေတာကြောင့်မို့လို့နောက်ဆုံးကတော့တန်ရှင်းရေးလုပ်တဲ့အလုံးယုံစီကိုထွက်ပြေးသွားလိုက်ရပါတယ်။နေရာကအကောင်တိုင်းကလည်းငမန်းလိုက်လာနေတာကြောင့်မို့လို့အကုန်လုံးထွက်ပြေးလိုက်ရပြီးမြဲအော်စကာကျွမ်းကျင်တဲ့နေရာကလည်းတန်ရှင်းရေးလုပ်တဲ့နေရာပဲဖြစ်တာကြောင့်အခါဆက်ပြည့်စီမှန်သမျှကိုလည်းစတိုင်ကြကြနဲ့ထိန်းချုပ်လိုက်ပြီးသူ့ကိုလိုက်ဖမ်းနေတဲ့ဒွန်ကိုလည်းစက်တရရဲ့ထားမှာပိတ်မိသွားအောင်လုပ်ပြလိုက်ပါတယ်။ဒီဖြစ်ဖြစ်ကြောင့်မို့လို့အော်စကာကလည်းထပ်ပြီးတော့နာမည်ကြီးသွားပြီမြဲအခုတစ်ခါမှာတော့အော်စကာကိုယ်တိုင်ကအဖြစ်မှန်တွေကိုဝန်ခံလိုက်ရင်ဖရန်ကီတည်သွားရတာကသူတက်လိုက်တာမဟုတ်ပဲကြောက်ဆူးကျိုးတစ်ခုကြောင့်မို့လို့တည်ဆုံးသွားရတာဖြစ်တဲ့အကြောင်းဒွန်ကိုပြပြပေးလိုက်ပါတယ်။အဲ့ဒီအခါမှာဖြစ်မှန်တွေကိုတည်လိုက်ရတဲ့ဒွန်ကလည်းသူ့ရဲ့ဖိအားပေးမှုကြောင့်မို့လို့ဖရန်ကီတည်ဆုံးသွားရတဲ့မှန်နားလဲသွားပြီးအခုလည်းတက်တက်လွတ်ပဲစားတဲ့လန်နီကိုထပ်ပြီးတော့ဖိအားပေးနေတာကြောင့်မို့လို့အော်စကာကပဲဂျားတဲ့ကနေပြီးတော့မှဝင်ဖြောင်းပြပေးလိုက်ရပါတယ်။အသားမစားတဲ့လန်နီကတခြားဘယ်ရာကိုမှမကောင်းတာမလုပ်တာကြောင့်မို့လို့အော်စကာပြောမှပဲအမြင်ရသွားတဲ့ဒွန်ကလည်းနောက်ဆုံးမှာတော့ကိုယ့်ရဲ့အပြစ်တွေကိုတည်လိုက်ရတဲ့အတွက်လန်နီကိုလည်းတဝါကြီးဖက်ကတောင်းပန်လိုက်ပါတယ်။ဒီလိုရက်ကိုကြည့်နေတဲ့အန်ဂျီကလည်းဒါကမှသူသဘောကျရတဲ့အော်စကာဖြစ်တဲ့အကြောင်းကိုဝင်ပြောလိုက်တော့အများကြီးရှိမှပဲအော်စကာကိုယ်တိုင်ကအန်ဂျီကိုချစ်တဲ့အကြောင်းလေးကိုဝန်ခံလိုက်ပါတယ်ဒီလိုနဲ့ပဲအရှာအလုံးကအဆင်ပြေသွားပြီးနောက်ဆုံးမှာတော့အော်စကာကလည်းသူအားကြတဲ့သူ့ရဲ့အဖေလိုတော်သုံးတန်ရှင်းငါဖြစ်လာဖို့အတွက်ဆုံးဖြတ်လိုက်ကကိုပိုင်တန်ရှင်းလုပ်ငန်းကိုလည်းအသစ်ဖွင့်လိုက်ပြီးအဲ့ဒီမှာစိုက်ကပါမန်နေဂျာဖြစ်ဝင်ပြီးတော့အလုပ်လုပ်နေတဲ့အပြင်ဖောက်တဲ့အသစ်တွေနေနဲ့ငမန်းလေးကိုပါဝန်ဆောင်မှုပေးလိုက်ရင်းနဲ့ပဲစတင်သွားပါတယ်